ဈေးဝယ်တိုင်းငါကြက်တစ်ဆက်ကြက်အတင်းကြက်ပိုရောင်းနေတဲ့ဈေးတွေကိုဘလို့ပညာပြန်ပေးရမလဲဆိုတာသိချင်ရင်ဒါကိုကြည့်လိုက်ပါဝမ်ကွဲညီမရဲ့ထောင်ချောက်ကိုစောင့်ဆိုင်ရင်မိန်းကလေးဟာလမ်းဘေးကဘဲကင်းဆိုင်တစ်ဆိုင်မှာဖြစ်တော့ဝင်လာပါတယ်သူမကဘဲသားကိုနှက်ဆက်ဖိုးပဲလိုချင်တယ်လို့ပြောပေမဲ့ဆိုင်ရှင်မျိုးသမီးကလူငယ်ရဲ့အာဏာတက်တဲ့စိတ်ကိုအခွင့်အရေးယူပြီးတမင်တကာပိုချိန်က43ဖိုးယူခိုင်းပါတယ်နှက်ဆက်ဖိုးပဲလိုချင်တာပါလို့ထပ်ပြောတဲ့အခါမှာလည်းမကြေမနက်နဲ့နည်းနည်းလေးဖယ်ပြီး30ဖိုးအတင်းယူခိုင်းပြန်ပါတယ်မင်းကလေးကအရှော့မပေးပဲနှက်ဆက်ဖိုးပဲတိတိကျကျယူမယ်လို့ခိုင်ခိုင်မာမာပြောတဲ့အခါဆိုင်ရှင်ကမျက်နှာပြက်ပြက်နဲ့25ဖိုးချိန်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစနစ် system စီကတာဝန်အသစ်ကျလာပါတယ်မတရားချိန်တွေမှုကိုဖြည့်ရှင်းနိုင်ရင်အမှတ်ရမည်တဲ့မင်းကလေးကချက်ချင်းပဲ20တိတိဖုန်းနဲ့ငွေပေးချလိုက်ပြီးဘဲသားထုတ်ကိုယူကားထွက်သွားဖို့ပြင်ပါတယ်ဆိုင်ရှင်ကပြတလဲတားပြီး25ဖိုးကို20ပဲပေးလို့မရဘူးလို့အော်ဟစ်ပါတော့တယ်ကျမအချိန်ချင်းပြောပြီးသားလေး20ဖိုးပဲလိုချင်တာလို့ပို့ထည့်ပေးတဲ့ငါချက်ဖိုးကတော့အတော်ကလက်ဆောင်ပေးတယ်လို့ပဲသဘောထားလိုက်မယ်လို့မင်းကလေးကအေးစစ်စစ်ပြန်ပြောလိုက်ပါတယ်ဆိုင်ရှင်ကအရှက်ရသွားပြီးဘဲသားတွေကိုပြန်ယူကာ20ဖိုးတိတိပြန်ချိန်ပေးရပါတော့တယ်ဒါပေမဲ့ပါဇက်ကတော့မနာတန်းဆဲဆိုနေပြီးငွေနှင်းငယ်လေးကိုဒီလောက်ကစီးနေတာလူကိုတက်ဒုက္ခပေးတာဆိုပြီးရည်တက်ပြောလာပါတယ်အတော်ကနားမကြတာလားစိတ်ယောဂရှိနေတာလား20ဖိုးပဲလိုချင်တာကိုဘာလို့နားမလဲတာလဲလို့မင်းကလေးကပြန်ပေးလိုက်တဲ့အခါဆိုင်ရှင်ရဲ့ချိန်ခွင်ဆိုတာအတိအကျဘဲရမလဲနည်းနည်းပူတာတဘာဝပဲလို့စင်ကြေပေးပါတယ်ဒါဆိုဘာလို့နေတဲ့ဘက်ကိုဘယ်တော့မှမရောက်ပဲပိုးတဲ့ဘက်ကိုပဲအမြဲရောက်နေတာလဲဒီငါကြက်တစ်ဆက်ကြက်ပူရမှအတော်ကချမ်းသာသွားမှာမို့လို့လားဆိုတဲ့အမေကြောင့်ဆိုင်ရှင်ဆုံးသွားပါတယ်ဒေါသထွက်သွားတဲ့ဆိုင်ရှင်ကဘဲသားထုတ်ကိုဖြစ်ပြီးမဝယ်ရင်မြန်သွားတော့လှုပ်မောင်းထုတ်ပါတယ်ဒီမှာရင်မင်းကလေးကပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကဒေါသထွက်ချင်အောင်ဆောင်ပြီးဒါဆိုလဲအကုန်ယူမယ်ဘဲသွေးဘဲချီတော့ဘဲနှလုံးအကုန်ပေးဝက်ဦးချောင်း30ဖိုးငါ20ဖိုးကြက်သား30ဖိုးပါထက်ယူမယ်လို့မှားလိုက်ပါတော့တယ်ဆိုင်ရှင်ကမင်းကလေးငွေအများကြီးတုံးတော့မယ်အမှတ်နဲ့ဝမ်းသာအားရနိုင်ဝက်ကြအောင်အားတက်တရောပြင်ဆင်ပေးပါတယ်အကုန်လုံးချိန်ပြီးကဲပတ်စံရှင်တော်လို့ပြောလိုက်တဲ့အခါမှာတော့မင်းကလေးကဦးချောင်းချောင်းမျက်နှာလေးနဲ့ဘာလို့ရှင်းရမှာလဲကျမမယူတော့ဘူးလေစားသုံးသူကောက်ွယ်ရေးဥပဒေအရဈေးနှုန်းမမှန်တာအလေးကိုတာမျိုးကြုံရရင်ဝယ်ယူသူမှာညှင်းပယ်ပိုင်ခွင့်ရှိပါတယ်အတော်မကျေနပ်ရင်ရဲခေါ်လိုက်လေလို့ပြောပြီးလှည့်ထွက်သွားတော့တယ်အလဲအကွဲရှုံးနေသွားတဲ့ဆိုင်ရှင်ကိုကြည့်ပြီးလက်ကြည့်ရှုသူတွေကတော့အားရကျေနပ်နေကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဝမ်ကွဲညီမစီကဖုန်းတစ်ချက်ဝင်လာပြန်ပါတယ်